ရီထိအသုံးခံတယ်လို့ပြောထားတဲ့ Asus VivoBook S14 ရဲ့ design ပိုင်းကိုကြည့်မယ်ဆိုရင်တော့သူ့ရဲ့အထူက 1.39 cm ရှိပြီးတော့အလေးချိန်က 1.3 kg ဆိုတော့ပေါ့ပေါ့ပပ laptop တစ်လုံးလို့ပြောလို့ရတယ်။ body က plastic body မှာအရောင်ကတော့ mist blue လို့နာမည်ပေးထားတဲ့ခဲပြာရောင်တစ်မျိုးပဲရမယ်။ဘေးပတ်လည်မှာလည်း IO port တွေကိုစုံနေအောင်ထည့်ပေးထားတာတွေ့ရတယ်။ဒီလို laptop ပပလေးထဲမှာ IO port တွေဒီလောက်စုံနေအောင်ထည့်ပေးထားတာလည်းမိုက်တယ်လို့ပြောလို့ရတယ်။ keyboard ကလည်း RGB keyboard နဲ့ touchpad ကလည်းအကျယ်ကြီးဆိုတော့စိတ်ကြိုက်ရှိလို့ရတယ်။ကိုပိုင်းလောက်ကိုလည်း keyboard ကနေ clone နဲ့သုံးရုံပဲ။ display ဘိုင်းကိုကြည့်မယ်ဆိုရင်တော့ 14 inch OLED display မှာ 3K resolution 120 ရဲ့ high refresh rate ရမယ့်အပြင် VISA HDR certified ဆိုတော့ရုပ်ထွက်ကတော်တော်လေးမိုက်တယ်။ color ဘိုင်းမှာဆိုရင် 100% DCI P3 ရတာဆိုတော့ဘာလို့သေးလဲ speaker ဘိုင်းမှာ Dolby Atmos ပေါ်မှာ Harman Kardon speaker နဲ့ဆိုတော့ perfect ပဲ Asus iSCO thermal technology သုံးထားတဲ့ Dual fan ပါတာကြောင့် laptop heat တက်မှာကိုလည်းစိတ်ပူနေကြမလို့တော့28နာရီထိအသုံးခံတဲ့ 75Wh battery ကိုမှ quick charge ပို့ပေးထားသေးတဲ့အပြင် power bank နေနဲ့ပါတွဲသုံးလို့ရသေးရဆိုတော့လက်ရှိအနေထားနေဆိုရင်တော့ iPad ပဲဒီ laptop လေးကအချိန်ကြာကြာအသုံးခံတဲ့အပြင်ပေါ့ပေါ့ပပအလွယ်တကူတည်သွားလို့ရတဲ့ laptop လေးဆိုတော့ရုံးအလုံးများတဲ့သူတွေចောင်းသားတွေရုပ်ရှင်တရေလေးတို့အတွက်အသင့်တော်ဆုံး laptop လေးဖြစ်မယ်လို့ညွှန်ပေးလိုက်ချင်ပါတယ်